မင်္ဂလာပါ Microsoft Word မှာ insert တစ်ထည့်က shape လေးတွေကိုအသုံးပြုပြီးတော့ဒီစာပိုက်လေးကိုပြင်သွားပါမယ်အခုကဒီစာပိုက်လေးမှာ shape လေးထည့်ချင်တာဘယ်လိုလဲဆိုတော့ခေါင်းစဉ်အောင်ဆိုလို့ရှိရင်ဒီလို shape လေးတစ်ခုထည့်လိုက်မယ်ပြီးတော့ဒီစာကိုလည်းစာပိုက်လေးကိုလည်း shape လေးထည့်မယ်ထည့်ပြီးတော့အဲ့ထဲမှာ shape ထဲမှာ color လေးတွေဖြည့်မယ်ပေါ့နော် shape ဆွဲရုံကသုံးခဲ့တဲ့ဟာလေးတွေကိုဒီနေရာမှာအသုံးချပုံလေးအသုံးပြုပုံလေးကိုပြပြပေးတော့မှာပါ sorry အဲ့ဆို shape ထဲမှာဖြစ်လို့ insert တစ်ထည့်က shape ကိုသွားလိုက်မယ်အဲ့ထဲကကိုကြိုက်တဲ့ဟာလေးတစ်ခုကိုယူလိုက်မယ်ပြီးတော့ဒီခေါင်းစဉ်လေးကိုချဲမှာဖြစ်တဲ့အတွက်ကြောင့်ဒီခေါင်းစဉ်ကနေမှဒီအောက်ကိုလည်းလွှဲရမယ်ဒီအပေါ်ကိုလည်းလွှဲရမယ်ခံမှန်းချီလေးပေါ့နော်ပြီးတော့ဖိပြီးတော့ဒီမှာဆွဲလိုက်မယ်ပြီးတော့လွှတ်လိုက်ပြီနော်အဲ့ဆိုဒီ shape လေးကစာသားကိုကွဲသွားပြီဆိုတော့ကျွန်တော်ဒီ shape ကိုစာသားရဲ့နောက်ကိုပို့ပေးရမယ်ပို့မယ်ဆိုလို့ရှိရင်တော့ shape ကိုရွေးထားရမယ် shape format တစ်ထဲမှာရှိနေမယ်အဲ့ဒီကနောက်ကိုပို့မယ်ဆိုလို့ရှိရင် send backward ဆိုတာရှိရအဲ့ဒါရဲ့ဘေးက down arrow ကိုနှိပ်မယ်ဒီ shape ကိုစာသားရဲ့နောက်ကိုပို့ချင်တာမလို့ send behind text ဒီစာသားလေးရဲ့နောက်ကို shape လေးကိုပို့လိုက်မယ်ပေါ့နော်တစ်ချက်နှိပ်လိုက်ပါမယ်ဒါဆိုလို့ရှိရင် shape လေးကစာသားရဲ့နောက်ကိုရောက်သွားပြီပြီးတော့ဒီနေရာမှာဒါလေးကမရနေသေးတာဖြစ်တဲ့အတွက်ကြောင့်အထက်မဝင်နေသေးလို့ဖိပြီးတော့ဆွဲလို့ရပါတယ်ပြီးတော့ keyboard ကပေါ့နော် up arrow down arrow လေးနဲ့လည်းဒီလိုလေး adjust လုပ်လို့ရပါတယ်ဒါဆိုလို့ရှိရင်တော့ဒီခေါင်းစဉ်လေးမှာ shape လေးထည့်ပြီးသွားတယ်ဒါဆိုဒီထဲထဲက shape color ကြီးကိုအစမပြေဘူးဆိုလို့ရှိရင်ပြင်လို့ရပါတယ်color ပြင်နေတယ်ဆိုလို့ရှိရင်ဒီ shape style ကနေလည်းအမျိုးမျိုးယူပြီးတော့ပြင်လို့ရတယ်ပြင်လို့ရပြီးတော့ဒီ shape style ကနေရွေးပြီးတော့တကယ်လို့အဲ့ဒီ color မှာမကြိုက်နေသေးဘူး shape style ကတော့ဒီကကြိုက်တဲ့ color မကြိုက်နေဘူးဆိုလို့ရှိရင်ထပ်ပြီးတော့ပြင်လို့ရပါတယ်ဒီမှာပြင်ပြီးသွားပါပြီဒါမျိုးလေးထပ်ပြင်လို့ရတယ်အဲဆိုဒီစာပိုက်ထဲလေးကိုလည်းထည့်မယ်ဆိုလို့ရှိရင်အခုစာပိုက်နဲ့ခေါင်းစဉ်နဲ့အရင်ကန့်နေရဖြစ်တဲ့အတွက်ကြောင့်shape ထည့်ပြီးလို့ရှိရင်တစ်ခုနဲ့တစ်ခုအရင်ကြီးပုတ်ကတ်သွားမှာဖြစ်လို့ဒါလေးကိုစာပိုက်ရဲ့စာကြောင်းရှေ့ဆုံးမှာကဆာချပြီးတော့အဲ့ဒါခောက်လိုက်ပါမယ်နောက်တစ်ကြောင်းဆင်းလိုက်ပါနော်ပြီးတော့ shape ထဲမှာမလို့ insert ထဲကိုသွားမယ် insert ထဲက shape rectangle လေးထည့်ချင်တာလားဒါမှမဟုတ်ဒီ round rectangle လေးထည့်ချင်တာလားထည့်မယ်ဆိုလို့ရှိရင် click တစ်ချက်နှိပ်လိုက်မယ်ပြီးတော့ဒီမှာလည်းဆွဲမယ်ဆိုလို့ရှိရင်ဒီနေရာနေဆွဲမယ်ဆိုလို့ရှိရင်ဒီလိုမျိုးဒီဘက်ချမ်းကျန်နေခဲ့မှာဖြစ်လို့ပြန်ညှိလို့ရတာကွာဒါပေမဲ့တခါတည်းအတိဆွဲမယ်ဆိုလို့ရှိရင်တော့ဒီအောက်ကိုလည်းလွှဲရမယ်ဒီအပေါ်ကိုလည်းလွှဲရမယ်ခံမှန်းချင်နေရနေကနေဖိပြီးတော့ဒီမှာဆွဲလိုက်ပါမယ်ဟုတ်ပြီပြီးတော့ဆိုဒီအောက်မှာမရနေသေးဘူးဆိုဒီမှာဒီဘက်ကနေချဲလိုက်မယ်ကဲဒါဆို shape တော့ဆွဲပြီးတော့ပြီးတော့စာသားကကြတော့မမြင်နေရဘူးအဲဆိုခုနကလိုပဲဘာလို့ပေးရမလဲဆိုတော့ဒီ shape လေးကိုစာသားရဲ့နောက်ကိုပို့ပေးရမှာပါပို့မယ်ဆိုလို့ရင်တော့ shape လေးကိုရွေးထားမယ် send power ဘေးက down arrow ကိုနှိပ်မယ်ပြီးတော့ send behind text ဒါဆိုလို့ရှိရင် shape လေးကိုစာသားရဲ့နောက်ကိုပို့ပြီးတော့ပါပြီထိုနည်းတူတာပဲပေါ့နော်ခုနက shape မှာပြင်ခဲ့တယ်လို့ပဲဒီထဲက shape ရဲ့ color တွေ shape style တွေဒီနေရာမှာပြင်လို့ရတယ် shape outline တွေပြင်လို့ရတယ် shape မှာလည်းပြောခဲ့တယ်ပေါ့နော် shape outline ကိုဝါရောင်လေးချဲလိုက်မယ်ပြီးတော့ shape effect တွေလည်းပြင်လို့ရတယ်ဒီမှာပြင်လိုက်ပြီးအခုဒီ shape လေးမှာ color မထည့်ချင်ဘူးပေါ့နော် color မထည့်ချင်ဘူးဆိုလို့ရှိရင်တခြားဟာထည့်မယ်ဆိုလည်းထည့်လို့ရပါတယ် shape လေးကိုရွေးထားမယ်ဒီလိုမျိုးခါစားအနေနဲ့ရှိနေမယ်ဆိုသူကသုံးလို့မရအောင်เนาะ shape ကိုရွေးပေးရမယ် shape ကိုရွေးမယ်ဆိုလည်းဒီအထဲထဲမှာတော့ရွေးလို့မရအောင်သူ shape ရဲ့ဘေးက line လေးတွေပေါ်မှာတထောက်မယ် full arrow လေးပေါ်လာပြီဆို click တစ်ချက်နှိပ်မယ်ပြီးတော့ shape format ထဲကိုသွားမယ်အဲ့ဒီကနေမှဒီမှာ shape fade တို့ style တို့ပြင်လို့ရတယ် shape fade တွေက picture ထည့်မယ်ဆိုလို့ရှိရင် picture ကိုယူလိုက်မယ် insert from file အဲ့ဒီက picture လေးတစ်ခုကိုနှစ်ချက်နှိပ်ပြီးတော့ယူလိုက်ပါမယ်ဒါဆိုလို့ရှိရင်ဒီမှာ picture လေးထည့်ပြီးတော့ပါပြီပြီးတော့ဒီဟာလေးကိုနည်းနည်းကျင်းနေရလို့ဆိုလို့ရှိရင်ဒီလိုမျိုးချဲလို့ရပါတယ်ဒီအောက်ကိုလည်းတွားပြီးတော့ချဲလို့ရပါတယ်ဒါဆိုဒီ shape တွေကိုဒီလိုမျိုးနေရာမှာသုံးလို့ရတယ်ဆိုတာသိသွားပါပြီတကယ်လို့ဒီ shape ကိုမကြိုက်ဘူးဆိုလို့ရှိရင်เนาะ shape ကို select မှတ်ပါပြီးတော့ delete နဲ့လည်းပါဒါဆိုလို့ရှိရင် shape မရှိတော့ပါဘူးအသက်ထပ်တယ်မယ်ဆိုလို့ရှိရင်เนาะ insert ထဲက shape နဲ့ခုနကလိုပဲထပ်ပြီးတော့ထည့်လို့ရပါတယ်ဒီထဲမှာ shape တွေအများကြီးရှိရဖြစ်လို့အဲ့ဒီ shape တွေအကုန်လုံးသုံးလို့ရပါတယ်ပြီးတော့ဒီခေါင်းစဉ်ကိုလည်းမကြိုက်ဘူးဆိုလို့ရှိရင်ဖြုတ်မယ်ဆိုလို့ရှိရင်เนาะ
full arrow လေးပေါ်အောင်ထောင်းပြီးတော့ delete နဲ့ shape ကိုဖြတ်လိုက်လို့ရပါတယ်